ခါကကြီးမားသောရေအိုင်ကြီးတစ်ခုတွင်ဗျိုင်းနှစ်ကောင်ရှိလေသည်တနေ့တွင်ပထမဗျိုင်းကဒုတိယဗျိုင်းအားဒီရေအိုင်မှာငါတို့စားဖို့ငါးတွေမရှိတော့ဘူးငါတို့တခြားရေအိုင်စီသွားကြရအောင်ဟုပြောဆိုလေသည်ထိုချိန်တွင်ထိုရေအိုင်၌လိတ်ကြီးတစ်ကောင်ရှိလေသည်ဗျိုင်းနှစ်ကောင်၏ပြောဆိုသံကိုကြားသောလိတ်ကြီးကမိတ်ဆွေတို့တခြားရေအိုင်ပြောင်းရင်ကျွန်ုပ်လည်းသင်တို့နဲ့အတူလိုက်ပြရစီဒီမှာကျွန်ုပ်အသက်ရှင်ရက်တည်ဖို့ခက်ခဲပင်ပန်းလှပါတယ်ဟုပြောဆိုလေသည်ထိုအခါဗျိုင်းနှစ်ကောင်ကအတင်ကကျွန်ုပ်တို့လိုပြန်မှမပြန်တတ်တာဘလို့လုပ်ပြီးတင့်ကိုခေါ်သွားရမလဲဟုမေးသည်လိတ်ကတင်တို့ဟာပညာရှိတွေပဲကျွန်ုပ်ကိုဘလို့ခေါ်သွားရင်ရမလဲဆိုတာစဉ်းစားကြပေါ့ဟုဆိုသည်မကြမီဗျိုင်းများကကျွန်ုပ်တို့အကြံတစ်ခုရတယ်တင်တို့ကိုကြိုက်ပြီးလိုက်ခဲ့ရမယ်ဒါပေမဲ့တင်စကားပြောလို့တော့မရဘူးတင်ပါစက်ဟားလိုက်တာနဲ့တင်အောက်ကိုကျသွားမှာပဲဟုဆိုသည်ထို့နောက်ဗျိုင်းများသည်ဒုတ်ချီတစ်ချောင်းကိုယူလာသည်ဗျိုင်းနှစ်ကောင်သည်ဒုတ်စွန်းနှစ်ဖက်ကိုတကောင်စီနှုတ်သည်ဖြစ်ကိုက်လိုက်ကြပြီးလိတ်ကမူဒုတ်လည်းဗဟိုကိုကိုက်ထားလိုက်သည်ဗျိုင်းများကဗျိုင်းတူပြန်လိုက်ကြသောအခါလိတ်သည်ဒုတ်ကိုနှုတ်သည်ဖြစ်ကိုက်ချီလျက်ပါရှိသွားသည်ထိုချင်းလျာကိုလေခွင်းထဲမှမြေခွေးကြီးတစ်ကောင်ကမြင်တွေ့သွားသည်။အိုးဘလို့ဖြစ်လာကြတာတော့တိရစ္ဆာန်ဆိုးတစ်ကောင်ကိုအဝေးသို့ခေါ်သွားကြတာဖြစ်မယ်။ဟုအတန်ကျေလောင်စွာဖြင့်ပြောဆိုလိုက်လေသည်။လိတ်ကြီးကစိတ်ဆိုးသွားပြီးငါတိရစ္ဆာန်ဆိုးတစ်ကောင်မဟုတ်ဘူးဟုပါဇက်ကိုဖွင့်၍ပြန်ပြောလိုက်လေသည်။ထိုအခါလိတ်ကြီးသည်ဒုတ်ကိုကတ်ချီထားရမှအောက်သို့ချက်ချင်းပြုတ်ကျသွားလေသည်။ဗျိုင်းနှစ်ကောင်လည်းသူတို့ခရီးကိုသူတို့ဆက်လက်ပြန်တန်းသွားလေသည်မြေခွေးကြီးသည်လိတ်ကြီးစီသို့အပြေးလွှားရောက်ရှိလာသည်သူသည်လိတ်ကိုတခါမှမမြင်တွေ့ဘူးပေထို့နောက်လိတ်အားတိတ်ဟာဘာကောင်းလဲငါစားမယ်ဟုဆိုကလိတ်ကြီးအားကိုက်လိုက်လေသည်သို့သောလိတ်ခွန်သည်မာကျောလှ၍ကိုက်၍မရပေတင့်အရေးပြားကမာလှချီလားဟုဆိုသည်ထိုအခါလိတ်ကြီးကရေနှစ်မထိတွေ့ရသေးလို့ကျွန်ုပ်အရေးခွန်ကမှားနေတာပါကျွန်ုပ်ကိုရေအိုင်စီတို့ပို့ပေးပါရေအိုင်နဲ့ဆင်မသာကျွန်ုပ်အရေးခွန်ပြော့လာမယ်ဟုပြောဆိုလိုက်လေသည်မြေခွေးကြီးသည်လိတ်ကြီး၏စကားကိုယုံကြည်သွားကလိတ်ကြီးကိုကိုက်ရှိ၍ရေအိုင်စီတို့ခေါ်ဆောင်လာခဲ့လေသည်ထို့နောက်လိတ်ကြီးအားရေထဲသို့ချပေးလိုက်လေသည်လိတ်ကြီးလည်းရေထဲသို့ကူးခတ်သွားပြီးကျေးဇူးပါပဲခွေးရကြီးရေကျွန်ုပ်ဟာရေမှာကျက်စားနေထိုင်တဲ့တတော်ဝါပါရေမှာပျော်တဲ့တတော်ဝါပါအခုတင်ကျွန်ုပ်ကိုဖမ်းလို့မရတော့ဘူးသွားတော့မယ်ဟုဆိုကရေထဲသို့ငုတ်ရှိုးသွားလေသည်ထိုအခါမြေခွေးကြီးလည်းလက်ဤလင်ညာလှည့်ပြားမှုကိုသိရှိသွားကဒေါသဖြစ်ပြီးကြံရစ်ခဲ့လေသည်ထို့နောက်သူသည်အစာဆက်လက်ရှာဖွေရန်ထွက်ခွာလာခဲ့လေသည်